ကျောင်းတွေမှာမတင်ပေးတဲ့တင်ချာလေးလာခြင်းရှုပ်ဝက်နေလန်း9ခုတင်ချာဆိုရင်စာအုပ်ဖွင့်တာနဲ့စိတ်ပြတ်သွားတယ်လားဖော်မြူလာတွေအများကြီးမှတ်ထားပြီးပြင်စာမှုဘက်အချိန်ရောက်ရင်ဘာမှမမှတ်မိတော့ဘူးလားဒါဆိုသင်မတော်တာမဟုတ်ပါဘူးသင်နီးမနေတာပါဒီဗီဒီယိုမှာတော့အာရှကျောင်းသားတွေတင်ချာကိုဘလို့နီးနေတကယ်ကျွမ်းကျင်လာကြတာလေကျောင်းတွေမတင်ပေးတဲ့ရှုပ်ဝက်စနစ်9ခုကိုပြောပြပေးတော့ပါမယ်နံပါတ်1တင်ချာကိုမှတ်စာမဟုတ်ပဲဘာသာစကားလိုသဘောထားတယ်အာရှကျောင်းသားတွေကတင်ချာကိုဖော်မြူလာမှတ်ရမယ့်အရာလို့မမြင်ကြပါဘူးသူတို့အတွက်တင်ချာဆိုတာဘာသာစကားတစ်ခုပါဘာသာစကားဆိုရင်တော့စကားလုံးကိုမှတ်ယုံနဲ့မရပါဘူးအသုံးချရတယ်စဉ်းစားရတယ်ပြန်ပြောရတယ်ဒါကြောင့်ဒီ formula ကိုဘာကြောင့်သုံးရတာလဲဆိုတာကိုအမြင်ပေးကြပါလိမ့်နံပါတ်2အဖြေမဟုတ်ဘဲလုပ်ငန်းစဉ်ကိုအဓိကထားတယ်လူအများစုကအဖြေမှန်ရရင်အောင်မြင်နေထင်တတ်ပါတယ်ဒါပေမဲ့အာရှကျောင်းသားတွေကအဖြေထက်လမ်းကြောင်းကိုပိုအေးထားကြတယ်ဘာကြောင့်ဒီအဆင့်ကိုရောက်လာတာလဲဘယ်အဆင့်မှာအမှားဖြစ်နိုင်လဲအဲ့ဒါတွေကိုနားလည်အောင်လေ့လာကြပါလိမ့်နံပါတ်3ခက်ခဲတဲ့ problem ကိုမရှောင်ဘူးလွယ်တဲ့မိကုံးတွေကိုပဲထက်ကလောက်တာကအုံနောက်ကိုမကြီးထွားစေပါဘူးအာရှကျောင်းသားတွေကခက်တဲ့ problem ကိုတွေ့ရင်မကြောက်ဘူးမဖြေတတ်သေးတာကမတော်တာမဟုတ်ဘူးမလေးချင်းရသေးတာပဲလို့သဘောထားကြပါလိမ့်နံပါတ်4တနေ့နည်းဒါမှမဟုတ်အမြဲလုပ်တယ်သင်ချာကိုစာမေးပွဲနီးမှညာလုံးပေါက်လုပ်တာအလုံးမဖြစ်ပါဘူးအာရှကျောင်းသားတွေကတနေ့20မိနစ်30မိနစ်လောက်ပဲဖြစ်ဖြစ်နေတိုင်းလုပ်ကြပါလိမ့်အနည်းငယ်ပဲဖြစ်ပါစေအမြဲလုပ်တာကအရင်ရေးကြည့်ပါလိမ့်နံပါတ်5မှားတာကိုမကြောက်ဘူးအမှားလုပ်တာကိုအရှက်မမြင်ကြပါဘူးအမှားဆိုတာမအောင်မြင်မှုမဟုတ်ပဲသင်ခန်းစာလို့မှတ်ကြပါလိမ့်အမှားတစ်ခါလုပ်တိုင်းနောက်တစ်ခါပိုတော်လာဖို့အခွင့်အရေးတစ်ခုပါပဲနံပါတ်6တယောက်တည်းမဟုတ်ပဲအပြန်အလှန်သင်ကြားတယ်တကယ်ချင်းကိုပြန်ရှင်းပြနိုင်ရင်ကိုယ်တိုင်လည်းတကယ်နားလည်သွားပါလိမ့်အာရှကျောင်းသားတွေကအပြန်အလှန်မေးအပြန်အလှန်ရှင်းအပြန်အလှန်သင်ကြားကြပါလိမ့်ဒါကနားလည်မှုကိုနှစ်ဆတိုးစေပါလိမ့်နံပါတ်9တင်ချာကိုညံမဟုတ်ပဲစနစ်လို့မြင်တယ်သူတို့ကငါကတင်ချာမတော်ဘူးလို့မပြောကြပါဘူးငါမှနီးမှန်မရှိသေးတာပဲလို့တွေးကြပါလိမ့်တင်ချာအောင်မြင်မှုဆိုတာပါရမီမဟုတ်ပါဘူးမှန်ကန်တဲ့စနစ်နဲ့လေ့ကျင့်မှုပါတင်ချာကိုတော်ခြင်းပို့ထိုးခြင်းကိုမလိုပါဘူးနီးမှန်မှန်နဲ့နေတိုင်းနေစီလှုပ်သွားရုံနဲ့သင်လဲဒေါ်လာနိုင်ပါလိမ့်ဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like လုပ်ပါ subscribe လုပ်ပြီးတော့မိတ်ဆွေတွေကိုမျှဝေပေးပါနောက်ဗီဒီယိုတွေမှာပို့ပြီးတော့အသုံးဝင်တဲ့လေ့လာမှုနည်းလမ်းတွေကိုထပ်ပြီးတော့မျှဝေပေးသွားပါမယ်